မင်္ဂလာပါရှင်တင်ငယ်ကျွမြို့နယ်ထဲမှာစံပြစည်းကြီးရှိတဲ့ငမိုးရဲ့ရက်ကွက်ထဲက4000ကန်လမ်းမကြီးကြောကတ်မှာတည်ရှိရဲ့အစင်သင့်နေထိုင်ရုံအခန်းနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဈေးနီကျောင်းနီမှတ်တိုင်လဲနီးပြီးတော့အစားအသောက်အဝတ်အထည်လူသုံးကုန်ပစ္စည်းများဆိုရင်ဖြင့်ဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူလို့ရမယ့်နေရာလေးဖြစ်ပါတယ်ရှင်ဒုတိယတဲ့အလွာနှိပ်အခန်းလေးကိုမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဝရဏစပိတ်မှာဆိုရင်ကျွေပြားခင်းမိထားမယ်မြက်ခင်းစိမ့်လေးထည့်သွင်းပေးထားပြီးတော့အရှင်းမျက်နှာစာဗျူဟာဆိုရင်ဖြင့်အလင်းရောင်နဲ့လင်းဝင်လေးအတွက်ကောင်းစွာရရှိမှာပဲဖြစ်ပါတယ်အခန်းအတွင်းလုံခြုံမှုရှိဖို့အတွက်တကားနှစ်ထပ်ကိုလုံးဝစိတ်ပြောင်းတက်ဆင်ပေးထားမယ်တန်ပန်းဆန်းရှိတ်ထုတ်ပေးတာပဲဖြစ်ပါတယ်ရှင်မျက်နှာချက်မှာဆိုရင်လည်းအီကိုဦးနဲ့ဘောင်ခတ်အလှဆင်ပေးထားပြီးတော့ပန်းအိုးအလှလေးထည့်ပေးထားပါတယ်ရှင်အိတ်ခမ်းမှာပါကီအပြည့်ခင်းမိထားမယ်အခန်းတစ်ခန်းဖွဲ့ပေးထားပြီးတော့လှပတင်တဲ့ခန်းနာမယ် TV ကွန်ဆိုစူဖာကိုထည့်သွင်းပေးထားပဲဖြစ်ပါတယ်ရှင်အခန်းတစ်ခုလုံးမှာဆိုရင်လည်းအေယာကွန်တစ်လုံးပါဝင်မှာပဲဖြစ်ပါတယ်စီလင်မှာအလှချက်တည်နဲ့မျက်နှာပန်းကိုပေါ်လွင်အောင်အခန်းအပြည့်မီးဆိုင်လှလှလေးတွေအသုံးပြုပေးထားပြီးတော့လှပတဲ့ဗကြီးကအီကိုဝေနဲ့ဘောင်ခတ်အလှဆင်ပေးထားမယ်မန်တင်ကုံကအစပါဝင်မှာပဲဖြစ်ပါတယ်ရှင်အိတ်ခမ်းရဲ့အပြင်ဘက်မှာဆိုရင်လည်းပရင်ပေါက်ကိုထည့်သွင်းပေးထားပဲဖြစ်ပါတယ်ပြီးအစိတ်ပေ90ခရဲမြေပေါ်မှာရင်ခွဲတိုက်ဆောက်လုပ်ထားပြီးတော့အခန်းရဲ့အကျယ်က12ပေခွဲ50ပေကျယ်ဝန်းမယ်အခန်းရဲ့အမြင့်က9ပေရှိပါတယ်ရှင်အလင်းရောင်ကောင်းကောင်းရမယ့်ပရင်ပေါက်တိုင်းမှာအလူမီနီယံတကားများကိုတပ်ဆင်ပေးထားပြီးတော့ကိုရီးယားကျွတ်ဆက်လိုက်ကများပါဝင်မှာပဲဖြစ်ပါတယ်အလွာအနေနဲ့ဆိုရင်ဒုတိယတက်ပဲဖြစ်ပါတယ်ရှင်မီးဖို့ကန်အဝေးအလူမီနီယံတကားကိုတပ်ဆင်ပေးထားပြီးတော့ကျွေးပြားအပြည့်ခင်းပေးကပ်ပေးထားပဲဖြစ်ပါတယ်ရေချိုးကန်အင်တာတီးတန့်ပါဝင်ပြီးတော့ PVC တကားတွေကိုအသုံးပြုပေးထားမယ်အိမ်ရှင်မတို့စိတ်တိုင်းကြဖြစ်စေမယ်မီးဖို့ကန်အကျယ်ဝန်းဖြစ်ပြီးတော့အုတ်ကန်ပါဝင်မယ်ရေတိုင်ကြီးတစ်လုံးကိုထည့်သွင်းပေးထားပဲဖြစ်ပါတယ်ရှင်အဝီစီဂျိုးပြူရေနှစ်လိုင်းပါဝင်ပြီးတော့သင်္ကန်းကျွန်းကတော့ရေတော်တော်လေးကိုကောင်းတဲ့အထက်မှာပါဝင်ပါတယ်ရှင်အပေါ်ဘက်အောက်ဘက်မှာဆိုရင်ကပ်ပီနက်ကိုတက်ဆင်ပေးထားမယ်အရေးပေါ်တွေကပေါက်မှာဆိုရင်တစ်သားတကားတစ်ထပ်ကိုလုံးဝစိတ်ပြောင်းတက်ဆင်ပေးထားပဲဖြစ်ပါတယ်ဒုတိယတဲ့ရဲ့အယောင်စင်းနှုန်းကတော့3420ကိုအထူးညှိနှိုင်းအောင်ချပေးသွားမှာဖြစ်ပြီးတော့အလှည့်အနေနဲ့အနောက်မြောက်ပဲဖြစ်ပါတယ်ရှင်တနေ့ကုန်အလင်းထက်ရမယ့်အခန်းလေးပဲဖြစ်ပါတယ်အိမ်နံပါတ်ပေါင်းခြင်းကတော့9ပဲဖြစ်ပါတယ်ရှင်ကိုပိုင်မီတာကိုပိုင်မော်တာများပါဝင်ပြီးတော့ဆိုင်းရွက်စာတန်းလုံးဝအရှုပ်ရှင်းကင်းတဲ့အခန်းလေးကိုလူကြီးမင်းနိုးကြိုက်နေတတ်မယ်ဆိုရင်လာရောက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါစီရှင်နှလုံးသားတွေနှွေးထွေးစေမယ်အေးချမ်းလုံခြုံမှုတတ်တောင့်တတာအဖြစ်ဆုံးအခန်းကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ရွှေစင် property မှာစုမုံကောင်းတောက်ပေးလိုက်ပါတယ်ရှင်ရှင်းရတဲ့ဧည့်သည်တော်များတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်